စကားပြောချင်အောက်ဆင်းပြီးမှပြောအခုရှေ့ကိုအာယုံဆိုင်တချင်းဆိုရမှာတချင်းဆိုရတယ်တချင်းဆိုဆိုငါဆိုလိုက်မယ်ဟေးယူအားပြန်ပြီယူလာကြပါအောင်ဗျာအဲ့မှာကြောက်ခွေးလေးကားချိန်နေလို့ခွေးကားကြိတ်တော့ဘလို့អော်လဲတော့ဦးဟာနောက်တော့ကြိတ်ပြန်မောကခွေးမဲနဲ့ခွေးသခေါနဲ့တွေ့နေခွေးအဖော်လားဆန်ပြောင်းရမဟုတ်သေးဘူးနော်ပရိသတ်လီရှင်တို့တွေသူတို့ကောင်းပြီးသားပါဒါပေမဲ့ပြက်လို့မပြက်သေးဘူးလို့ပြောထားပြီးသားရတယ်မပြက်နဲ့ဆိုလည်းမပြက်ဘူးရောက်မင်းတီးတာကိုစိုးမဲ့ဒါဆိုတာဝန်ကြီးတယ်မို့လားမင်းကျင်နေအောင်ပြီးတာပဲဟေးဗုဒ္ဓဂုဏအနန္တောဟေးဓမ္မဂုဏအနန္တောဟေးသံဃဂုဏအနန္တောတို့သားတို့သမီးတို့မှတ်ထားတော့ပြီးရင် stage show ကဏ္ဍတွေလည်းလာမှာအစီအစဉ်တွေအများကြီးပါတယ်ဒါပေမဲ့ဒါဘာလို့တီးပြတာတော့ယရနာသုံးပါဖရာတရားတန်ကမမင်းနဲ့ဘယ်တော့ဘာလို့အားလုံးအရာရာအဆင်ပြေတယ်ဒုက္ခမတွေ့ဘူးဦးသိန်းတော်တို့ဦးဝမ်းမိုးတို့အောင်မြင်တာဒီတရဏဂုံသုံးပါးစက်ရိတ်တွေပါတယ်မှတ်ထားတော့သားတို့ဒါကြောင့်အင်ကုတ်ထရိုနိဗ္ဗတ်တော်ထဲမှာကိုရေးထားတာအင်ကုတ်ထရနိပတ်တော်ထဲမှာဘာရေးထားတော့ဟာသိရင်ဝဲဖတ်ပေါ့သူများဖတ်ထားတာကိုအချောင်ကြားကျင်တာဗါတဲ့လုံးနဲ့ဟမ်ပြောဘူးဟာကြည့်စမ်းပြောနေရအသာပြောမလို့ဒါမင်းကြားကျင်မှန်းသိလို့ကိုပြောဘူးမပြောနဲ့ဟာမင်းစကားပြောတာကြီးရလဲကွာဟာတဲ့တို့ရွာကိုပိုတို့နှစ်သိုးကြီးကြာနာပဲကိုဘုံတို့နှစ်သိုးကြီးကဘလို့မလို့တော့သိကျင်သူရှိသွားဖင်ကုန်းကြီးလေဟာဝုမော်လေး ရဗျာမင်းစကားပြောတာကမိချိုလေးလဲနေတယ်လို့ပဲမိချိုလေးလေတာဘလူကြီးတို့တိကျင်သူ့ပင်သွားကုန်နှံကြီးလေရတယ်မင်းတို့လည်းအကြောင်းပြတ်မလို့ဘူးဆက်သွားမယ်ဟေးမာတာပီတု ကုဏအနန္တောတို့ဖယားကကိုဟောခဲ့တာပါငါဖယားကိုရှင်းမခိုးခြင်းနေတဲ့ရတယ်တဲ့ငါဖယားစွမကနေအောင်ရတယ်တဲ့တက်ရှိထင်ရှားမိဘနှစ်ပါးလှုပ်ကြွေးကြစမ်းပါငါဖယားချစ်တယ်လူနဲ့ပြမအားလုံးချစ်တယ်တဲ့သားတို့မိဘစကားနားထောင်ဓမ္မတာတော့လူချစ်တယ်နတ်ချစ်တယ်ဟိုသားတို့ပြောပြနေတာဒါတော့ဓမ္မပရာထဲမှာကိုပါတယ်ဓမ္မပရာတွေကပါတယ်တော့ဟာသိကြဝဲဖာလို့အားနေမိုဘိုင်းလေးကြတိုက်နေပြီခုကျမှဘာတော့နဲ့ဟာပြောမပြောနဲ့မကြားချင်ဘူးကွာမပြောနဲ့ဆက်သွားမယ်လို့တကားပဲကျန်တော့တဲ့သားတို့ဟေးအာစတိယကုဏအနန္တောအနန္တောနန္ဒငါပါဥထိတ်ထားလိုက်ပါပြီကဲရည်စရာနဲ့တည်းမပြီးဘူးဒီညမှတ်သားစရာလည်းပါအောင်တီးပြရသည်ခင်ဗျာသားတို့သမီးတို့ကဲတို့ဦးကြီးတို့တို့အမေတို့တို့ညီမလေးတို့ပြောချင်တာဖယားငါးသူပွတ်มาတယ်ဗုဒ္ဓဘာသာတွေသိတယ်ဟုတ်တယ်လေးသူဖယားပွတ်ငယ်ပြီးပြီတဆူပဲကြံတော့တာဟုတ်တယ်အရေမရိယမြတ်စွာဘုရားအဲ့ဒီဖယားကိုဖူးတွေ့ခြင်းရင်ဘာတွေလိုအပ်တယ်လဲဘယ်ကုသိုလ်တွေပြုလို့ရင်ဖယားနဲ့ဖူးတွေ့ရမလဲသိန်းတော်တက်တည်ပြလို့ဆိုင်းပြီးပြမယ်အဲ့ဒါကြောင့်မလို့ဒုဖယားဟောခဲ့တာပေါ့ကွာဘာဟောတော့တိကျင်တရားနာလေအိမ်ကြတော့ဖဲရိုက်နေပြီဟောမနေ့ကငါစော့ကိုမစော့လျအောင်ဟိပလင်းကြီးချိန်တာနဲ့ကိုရှိမရောက်တော်ပြီမင်းတို့ပါဇက်တွေပိတ်တာကဲအမေတို့မတို့ခင်ဗျာနားထောင်ကြည့်ပါနော်ဗုဒ္ဓဘာသာတွေအတွက်တတိလေးကတ်တီကျွန်တော်ပညာပေးမှာပါခင်ဗျာဆရာလောက်တာမဟုတ်ဘူးညီလေးဗုဒ္ဓဘာသာတွေဖယားကြံသောဖယားဖူးတွေ့ကြည့်ဘာတွေလိုအပ်တယ်လဲအတိနဲ့တတ်တည်ပြအခုတော့လုံးဟေးကလေးတွေကလည်းစိုင်းတီးကုန်းနေတာငြိမ့်နေတာပဲမပန်းနူဝေးရှင်ကလေးတွေလည်းမှတ်မရောက်သိန်းတော်တီးတဲ့တခြင်းလေးတိချဆိုသားမှလို့အဒီမိတရားမြတ်စွာဖွင့်တော်မူတဲ့အခါဘုတိုက်သူမြောက်မှာငန်းငန်းကြည့်သူယဟန်တကာခံသူမိဘကလေးကြည့်သူငါးပါးသီလဆောင်သူရဘဝနာပွားများသူဘုရားတော်စေတောင်းကြီးဆောင်မှုနဲ့ပြင်ဆင်သူဒီဒီကတိဖို့သူတိတ်တော်မှာဆုံးလောင်းနေတဲ့နောက်ဆုံးဒီပွေးတွေးရည်တရား
မှာကြာကြာလေးရုံတော့အတိကြီးကကပါသည် တူတူလေး မ ဒါတို့ကြားချင်တာကြားရမယ်နော်တချင်းကတူတူလေးရသိတော့တီးတော့တဲ့တချင်းဘလောက်ကောင်းထားတော့ လှလိုက်တာကွာ လာတချင်းဆိုတာကောင်းလိုက်တာလို့ပြောရတာတေချာမှတ်တာအရင်မိတရားမြတ်စွာပွင့်တော်မူတဲ့ကဖူးလိုက်သူများမှာတဲ့ လှလိုက်လားလို့ ယဟန်ပြုသူယဟန်တကာခံသူ အတန်လေးရကိုချစ်စရာလေးဗျာ မိဘကိုလှုပ်ကြည့်သူငါမသီလစောင့်ထိန်သူ ဘေးချင်းကြည့်လိုက်နှခမ်းလေးကပြုံးနေတာပဲဘာလို့အလောက်လှနေတာတော့နှခမ်းလေးက ဒါတော့ဆက်လေးတောင်းများလို့နေပေးသွားတယ် မျက်ခုံးလေးတွေကအစ်ကလေးတွေလားအတိုင်းလေးတွေနော်ကြည်စံဝင်းနေတာပဲနော်ငါဦးရလိုက်တာနော်နေ origin နဲ့ origin နဲ့ မလေးနော်ချစ်စရာကြီးမလေးနော် ကျွန်တော်များပြောသလားတော့နောက်ကတနာယူကအဆိုတော်သွားပြီးပြောနေတာ မင်းကဘာလို့ပြောရမှာတော့ငါယောက်ျားချင်းမှန်အောင်ကြည့်တာမဟုတ်ဘူး ဘာလို့တော့ ကိုယ့်ယောက်ျီးမြင်ကိုအော်ဂလီစာနာဟေ့ယောက်ျားချင်းကတော့ ချက်တည်တုံးမူလားဗျာပြိတ္တ အော်ဂလီမဆန်နဲ့အလောက်ကြီးမင်းနာမပူးနဲ့ ဟမ်ဘာလဲ နာမပူးနဲ့ ဘာချစ်တုံးကွာ ဘာဖြစ်တော့မလုံးနဲ့ ဘာချစ်တုံးကွာ ကိုခေါင်းကိုလည်းပြန်ကြည့်အောင် ငါကွာဘာချစ်တုံးကွာ ခေါင်းဖြူနေပြီခေါင်းဖြူနေပြီ ဟဲ့အောင်ခေါင်းဖြူလဲကျုံးသူတော့ရနိုင်သေးတယ် တကောင်းလုံးဖြူနေပြီ တကောင်းလုံးဖြူနေတကြောင်းလုံးယူပလိုက်မယ်ကွာဟဲ့အောင် မင်းခေါင်းမဲနေပေါ့ ခေါင်းမဲနေရင်ခေါင်းနဲ့သွားမယ်ကွာ သွားလေလစ်လေ ဟုတ်ပါဘူး လစ်လေ အာအခေါင်းနဲ့ရံဖြစ်ထားတယ် ဘယ်လောက်တောင်ပြစ်တာလဲ အနှစ်တရာလောက်မခေါ်ကြီးလို့ အခေါင်းနဲ့ကြမှာရန်ထတာနဲ့သခေါ်မ သေချာနာထောင်ယဟန်ပြုသူယဟန်တကာခံသူမိဘကိုလှုပ်ကြွေးသူငါးပါးသီလဆောင်ထိန်သူတရားဘာဝနာပွားများသူဖယားတတော်စရကြောင့်တိဆောက်မွမ်းမပြင်ဆင်သူရေတွင်းရေကန်တူဖို့သူတိတ်တမစိုးလုံးနေသူနောက်ဆုံးပြီးဒီပွဲနဲ့လွဲတဲ့သူများမှာခြားခြားလေးပြီးအောင်တော့အသင်ချစ်ကပ်ကပါရဲမာတဲ့ဘုရားဘာသာတွေတို့ညီတွေတို့ညီမတွေတဲ့ဂီတနဲ့သတိပေးအောင်ညီလေး လိုက် နေနေအောင်ချားတာကွာဟေး ဟေးတော့ မမကြီး ရှင် ပရိသတ်လည်းအာနာလို့တချင်းလေးဆွလိုက်တော့လို့ အရိမတရားမြတ်စွာဘုရားမူရိခာဘုတိုက်တင်မြတ်မှာဇဟန်ငါကြည့်သူယဟန်တကာခံသူမိဘကိုလှုပ်ကြည့်သူငေါပါသီလဆောင်နေသူရဘောနာဘွားများသူဖယားတော်စေကြောင့်ဒီဆောင်မမပြင်စေသူဒီဒီရေကတူပေါ်သူတိတ်တော်မှာဆုံးလုံးနေသူနောက်ဆုံးပြီးဒီပွေလူရည်သူများမှာကြာကြာလေးပြီးအောင်တော့အပင်ကြီးကကပါသည် ဟေး ညီမလေးဆိုတဲ့တခြင်းကဘလို့ခေါ်ပါသလဲဖယား ငရဲတွေကြည့်ကုန်တော့မှာပဲ တို့ကကောင်းမလေးတွေကြာယူသေးတယ်လို့ပါဗျာ ရိုသေးတာကိစ္စမျိုးစာတော့ဟောနားဟောလေလား သိတယ်နောင်ပွတ်မဲ့ဖယားဘူးတိုက်တဲ့သူတွေကိုယ်တော်ပြုတဲ့သူတွေကိုပြောတာ အဲ့ဒီမင်းပြောနေပါတော့ ပြန်ပြောတာ ကလေးမသွားမိတယ်တဲ့တိတယ်ပြောပြီ နောင်ပွတ်မဲ့ဖယားဘူးရမယ်လို့ဘယ်ကိုယ်တော်တွေပြုတဲ့သူတွေတော့ ဖះနဲ့တွေ့ကြည့်ရင်နဲ့ အဲ ပြုတ်လို့ရမယ့်ကုသိုလ်တွေက အဲ ယဟန်ပြုတ်သူယဟန်တကာခံသူ ဟမ်ဖြစ်ဖြစ်ချိုးအကျော်တင်ကုန်လိမ့်မယ် ငါလက်ကြီးတစ်တာညှက်ထားတာကြည့်ပါဦး အာဖြတ်ရမှာ ငါကြမှာဖြစ်ရမှာလေ မိဘကုံလို့ကျွေးတဲ့သူ ဟမ်ဖြစ်ဖြစ်ချိုးဆိုရင် တရားဘဝနာပွားများတဲ့သူ အာ အေးကြကြအန်ကြကြအန်နဲ့နှာဘူးတိတ်တော့ကတော့ညီကိုချင်းနဲ့ထဲပဲပြောမှာအဲ့တလောက်နှာဘူးဖယားနဲ့ဘယ်တော့မှမတွေ့ဘူးမင်း အာ အေးအဲ့လိုလှုပ်လေဖယားနဲ့မတွေ့လိမ့်မယ်မင်းတို့ကောင်း အခုနတန်ကြီးရင်းနီးနီး ဘာ ကြောက် လို့မတွေ့ရမှာလဲဘာလို့မတွေ့ရမှာလဲ ဖယားနဲ့မတွေ့ဘူး ညနေကလေးအတိုင်းငါနေမကောင်းလို့ဒီစတိတ်ခွန်အောက်ကနေဖယားတပည့်တော်ရောက်ပါပြီဖယားလို့ဖယားလှမ်းဖူးပြီးပြီဖယားနဲ့တွေ့ပြီးပြီအဲ့လိုဖယားနဲ့မတွေ့ရ ဟဲ့ကောင်ငါပြောတာကနောင်ပွတ်မဲ့အရိမရိကမြတ်စွာဘုရားနဲ့လွဲမှာလို့ပြောတာ ဟာ
ငါ့ကိုနောင်ပွတ်မဲ့ဖယားနဲ့တောင်လွဲမဲ့ကောင်းလို့ပြောအောင်မင်းတို့စိုက်သမားတွေတည်းအောင်နောင်ပွတ်မဲ့ဖယားဖူးတိုက်တော့အောင်ကိုယ်တော်ပြုတ်မှုတဲ့သူရှိရင်လက်ညှိုးထောင်သားပါ ဟဲ့ကောင်ဒီလောက်အချက်တွေအများကြီးတွေကတော့ပြုတ်ဘူးတာပေါ့တို့ကတော့ဗုဒ္ဓဘာသာ ငါလည်းပြုတ်ဘူးလေ တို့ကပြုတ်ဘူးတယ် ဟာဟာ အဲ့ဒါတို့ကဖဲမညံ့ဘူးဗုဒ္ဓဘာသာကပြုတ်ဘူးတဲ့ 1ယောက်2ယောက်3ယောက်4ယောက်5ယောက်6ယောက်ဟောကောင်းညက်လဲပါ ပါတယ်အကောင်ပါတယ် အမင်းလည်းပါ ပါတယ်ကျွန်တော်ပါတယ်မသိဘူးလား မင်းထောင်နာကြီးကကြောက်စရာကြီးပါလား ဘာတော့ ဟောအတိတ်မတ်မတ်ကြီးထောင်နေတယ်ဟော ဟုတ်တယ်ဒါတော့မနဲ့၄နိုင်တူမဟုတ်လို့ မတ်မတ်ကြီးကိုထောင်တာဟဲ့ကောင်ထောင်နာကြီးက9ယောက်ညမလေးလည်းပါတယ်ဗောအကိုရညမလေးကိုကြောပြီးတော့ကြည်နေတာမသိလုံမမောင်မင်းနေနော်ညမလေးနော် ဟေးဟေးနောက်နည်းနည်းဆုံး အားတောင်အာနာတော်လေးခွာညမလေးရ အာနာနဲ့နောက်နည်းနည်းဆုံးနောက်နည်းနည်းဆုံး ဟာ ကြာရင်ကလေးမခေါင်းသွားတဲ့ခုတ်တော့မှာညမလေးနဲ့ပါတယ်မညမလေးထုတ်နေတာကြည့်ဦး ညမလေးစိတ်မဆုံးနေနော် မအမဒီကောင်ကနှာပူးမှဘလို့တာပူးမှပဲသွားတော့သွားအမမရှိကောင်းနဲ့သွားမသွား ကလေးပြပြီးစင်နော်ဦးနာလေးမှာကြောင်းကလေးဟောမှာခင်းမိထားတယ်နော်ညကြကိုကြီးလာခဲ့မယ်နော် ကြည့်သားမောင်ကွာ ပြီးနာလေးကအိတ်ကလေးချထားလိုက် အရေးတဲ့နှစ်နာရီနဲ့လာတွေ့